ဒီနေ့နန်းတို့အင်ရှင်ဩစတြေးလျနိုင်ငံသားရဲ့အိမ်ကိုပြန်လည်ရောက်ရှိလာပါပြီရှင်ဒီအိမ်ရဲ့ပြည်ပေါ်ကတွေကဗီဒီယိုတွေတော့ပြီးပြီဗီဒီယိုတွေရဲ့တကားတွေနဲ့အန်ဆွဲတွေကဆေးလုပ်ဖို့ကြံနေသေးရဲ့ပေါ့နော်အဲ့ဒါဆေးပြန်လာလုပ်ပါတယ်ဒီနိုင်ငံသားရဲ့အိမ်ကတောင်ထိပ်မှာစောက်ထားတာပေါ့နော်အနန်းပြောပြခဲ့ဘူးတလို့ပဲနိုင်ငံသားတွေကပင်လယ်ကမ်းစပ်နားကအိမ်တွေနဲ့ဒီလိုတောင်ထိပ်အမြင့်ကြီးမှာရှိတဲ့အိမ်တွေဆိုသူတို့အရန်သဘောကျကြတယ်ပင်လယ်ကမ်းစပ်ကအိမ်တွေဆိုရင်အိမ်ရှိထွက်လိုက်တာနဲ့ပင်လယ်ရောက်တဲ့အိမ်မျိုးနိုင်ငံသားတွေကပင်လယ်ရေကူးရတာအရန်သဘောကျကြတယ်ပြီးတော့အသားလဲမဲချင်ကြတယ်ပေါ့နော်ဒီလိုမျိုးအသားအညိုရောင်လေးတွေဆိုသူတို့အရန်သဘောကျကြတယ်ဒီတောင်ထိပ်ကအိမ်ဆိုသူတို့ဘာလို့သဘောကျလဲဆိုတော့ဒီတောင်ထိပ်ကနေသူတို့အိမ်ကနေအဝေးကိုကြီးလိုက်ရင် view လှလှလေးမြင်ရတဲ့အိမ်မျိုးပြီးတော့ပင်လယ်ပြင်ကိုအဝေးမြင်ရတဲ့အိမ်မျိုးဆိုသူတို့သဘောကျတယ်ပြီးတော့ဈေးလဲကြီးပါတယ်ထိုင်းနိုင်ငံမှာဆိုရင်တချို့သောနိုင်ငံသားတွေကအိမ်တွေစောက်တဲ့ချိန်မှာတချို့ကသူတို့နေဖို့စောက်ကြတယ်တချို့ခါကျတော့ငားဖို့ရောင်းဖို့အတွက်စောက်ကြတယ်ပေါ့နော်နိုင်ငံသားတွေကစီးပွားရေးအနေနဲ့လာပြီးတော့လှုပ်ကြတာများတယ်နန်းတို့ကဒီနိုင်ငံသားတွေရဲ့အိမ်တွေတော်တော်များများကိုဈေးလေးတွေလိုက်တုပ်ပေးရတယ်ပြည်ပေါ်ကဈေးတွေလိုက်လုပ်ပေးရပါတယ်